ဒီနေ့ကတော့ Victory English Class လေးပထမဆုံးစတင်ရမယ့်နေ့လေးကိုအဒီရဲ့ Man Life Vlog လေးကို mini version လေးရိုက်ထားတာဖြစ်ပါတယ်စိတ်ဝင်စားရင်အဆုံးထိလိုက်ကြည့်ပေးကြပါအောင်နော်ဒီနေ့အတန်းလေးလေးရှိတာမို့လို့မနက်ခွန်ခွဲလောက်တည်းထားရတယ်ပေါ့နော်ပြီးရင်တော့မျက်နှာသစ်ရေချိုးပြီးတော့ skin care makeup လိမ့်ပြီးတော့ဒါကတော့ဒီနေ့ဝတ်မယ့် outfit လေးဖြစ်ပါတယ်YouTube မှာဒါ short video မဟုတ်ဘဲနဲ့ video ပထမဆုံးတင်တာမို့လို့ပေါ့နော်ကိုယ့်ဘက်ကိုအရင်မိတ်ဆက်ပေးပါမယ်ဆို Victory ပါဒါကတော့ Victory TikTok account လေးပေါ့နော်အခုလက်ရှိတော့ vlog တွေကို YouTube နဲ့ TikTok မှာတော့အဓိကတော့ run နေပါတယ်ဆိုတော့ခဏနေ breakfast သွားစားပြီးလို့ရှိရင် Victory တင်တန်းလေးသွားရမှာပေါ့နော်ဆိုတော့ like ခဲ့ကြပါအောင်လို့ဒီနေ့အိမ်မှာမုတ်တီသိမ့်မရှိရတဲ့ထမင်းကိုကြက်ခုရဲ့နို့ရဲ့ပဲတောက်လာဖြစ်ခဲ့ရပေါ့နော်ပြီးရင်တော့တင်တန်းကိုထွက်လာပါပြီဒီနေ့ကပထမဆုံးရက်လေးလည်းဖြစ်တာမလို့ Victory နဲ့ဆော့ဆော့လေးတော့ထွက်လာရဲပေါ့နော်တင်တန်းချိန်ကတော့10 နာရီမှစမှာအခုဒါ time city ကိုရောက်ပါပြီတန်းနေကိုတော့နည်းနည်းဆော့ဆော့လေးတော့ရောက်နေရဲ့လူတွေသိမ့်မရှိရဲ့ချိန်อ่ะပေါ့နော်ပထမဆုံးရက်ဆိုတော့အချင်းချင်း introduce လုပ်တဲ့စာလေးနဲ့တင်ပြီးတော့အခုဒါ group photo လေးရိုက်ဖို့သွားနေရပေါ့နော်ပြီးရင်တော့ကာလာဂျိုမှာစောင့်နေရပါအခုကတော့အိမ်ပြန်နေပါပြီပြန်ရောက်တော့နေ့လေစာထမင်းစားရဲပေါ့နော်ပြီးတော့ edit လုပ်ဆရာရှိရလေးလုပ်ပြီးတော့အိတ်လိုက်တာလေး6နိုင်မှနိုးရပေါ့နော်အမဂျင်တော့အချိန်အောင်ကြော်ရလို့မင်းကတော့ဒီချိန်မှမသွားနေရောမလာရှန်ကိုသွားစားမယ်ဆိုတော့ထွက်ခဲ့ဖြစ်တယ်ပေါ့နော်ဗီဂျူလိုလိုက်မလုပ်ကြနဲ့နော်ဝါတုတ်ကြီးဖြစ်ကုန်ကြမယ်အဲ့မလာရှန်ကိုလေးပဲသွားစားဖြစ်ပါတယ်အဲ့နဲ့ညမူချုပ်သွားရဲပေါ့နော်ဆိုတော့ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ် vlog လေးအတွက်တော့ Victory channel လေးကိုလည်း subscribe လေးလုပ်သွားပေးကြပါအောင်လို့